တာလဘတိဝေကြီးတရုတ်ဆောင်လာတဲ့ဂျန်နနိုင်ငံရုပ်ရှင်ကိုကျွန်တော်ဒီနေ့ review လုပ်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်ရုပ်ရှင်ကိုရုံမှာသွားကြည့်ခဲ့ပါတယ်ရုပ်ရှင်ထဲမှာကျွန်တော်တို့ကြိုက်တာတွေမကြိုက်တာတွေ plus minus တွေဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးဒီဗီဒီယိုကတော့ကျွန်တော်တို့ဘက်ကနည်းနည်းလေး special ဖြစ်တဲ့ရုပ်ရှင်ပေါ့နော်ဘာဖြစ်လို့ဆိုတော့တာလဘတိရဲ့ဒါနောက်ဆုံးရုပ်ရှင်ဖြစ်တဲ့နိုင်ငံရေးထဲမဝင်ခင်ရိုက်ခဲ့တဲ့ကားပေါ့နော်ဒါပေမဲ့ဒီကားကလည်းထွက်ဖို့တော်တော်လေးတော့အချိန်ယူခဲ့တယ်စံစာမရတာတွေသူ့ရဲ့ပြဿနာတွေပေါ့နော်ပြဿနာတွေကတော့မျိုးစုံပေါ့ဒါတွေကတော့ကျွန်တော်အရှိမရှိခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်ရှင်းပြထားတာလေးတွေရှိတယ်ပေါ့နော်နိုင်ငံရေးထဲဝင်တော့သူအပြစ်အခက်အခဲတွေနဲ့နောက်ဆုံးဒီနေ့မှာထွက်ခဲ့တယ်ပေါ့နော်ထွက်တာအိန္ဒိယမှာဆိုရင်23ရက်နေ့22လား23လားမသိဘူးထွက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံမှာဒီနေ့မှသွားပြီးကြည်လာတယ်ပေါ့နော်ကြည်ပြီးတော့အခုမှလည်းရှိကျွန်တော်ပြန်ရောက်တော့ရောက်ချင်းမှကျွန်တော် review လုပ်ဖို့အတွက်ဒီဗီဒီယိုလေးရိုက်လိုက်တယ်ပေါ့နော် okay ဒီဗီဒီယိုထဲမှာကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဂျန်နနိုင်ငံရုပ်ရှင်မှာကျွန်တော်ကြိုက်တဲ့အချက်လက်တွေပေါ့နော်ကြိုက်တာကတော့ကျွန်တော်တို့ဒီရိုက်ကူးရေးအပိုင်းတွေပေါ့နော်ရိုက်ကူးရေးသူတို့ရဲ့ဒီကင်မရာ movement တွေဒါလေးတော်တော်လေးသဘောကျတယ်ပြီးတော့ music လည်းတော်တော်လေးသဘောကျတယ်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ရွေးချယ်မှုပေါ့နော် casting ရွေးချယ်မှုဘယ်သူဘယ်နေရာမှာထားမယ်ဆိုတဲ့ရွေးချယ်မှုလည်းတော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပြီးတော့ဒီနေရာမှာကျတော့ရုပ်ရှင်တကားမှာကျွန်တော်တို့က villain ကweak ဖြစ်နေလဲအဆင်မပြေဘူးပေါ့နော် villain weak ဖြစ်နေလဲအဆင်မပြေဘူးမင်းသားအရင် strong ဖြစ်နေလဲအဆင်မပြေဘူးဆိုတော့ဒီနေရာမှာတော့ balance ဖြစ်အောင်တော်တော်လေးတော့ထိန်းပြီးပြထားတာတော့ကျွန်တော်အနေနဲ့တွေ့တယ်ပေါ့နော်ဒီကားထဲမှာကျွန်တော်အနေနဲ့မကြိုက်ဘူးလို့လည်းမဟုတ်ဘူးကြိုက်တယ်လို့လည်းမဟုတ်ဘူးဒါပေမဲ့ length ကနည်းနည်းလေးရှည်နေတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒီရုပ်ရှင်ရဲ့length ပေါ့နော်ဒီအရှည်ကအရင်လူတယောက်ကိုနည်းနည်းလေးဆွဲဆန့်လိုက်သလိုခံစားရတယ်ပေါ့နော်အချိန်ကအဲ့ဒါလေးနည်းနည်းလေး short မယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့ကြည့်ရတာပြူရတာအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီကားထဲမှာကျွန်တော်အနေနဲ့ကျွန်တော် expert လုပ်ထားတာလေးတွေတချို့ဟာတွေရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ပထမတွေကလည်းဒီကားနဲ့ပတ်သက်တဲ့ trailer တွေပြောလို့ရှိရင်ဒီကားနဲ့ပတ်သက်တဲ့အချက်လက်တွေအများကြီးကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံမှာဒီကားမှာဘယ်လိုမျိုးကျွန်တော်တို့အမြင်ရှိလဲဆိုတာလည်းဒီရုံမှာသွားကြည့်တဲ့အချိန်မှာတော်တော်လေးကျွန်တော်တို့အဆင်ပြေခဲ့တယ်ပေါ့နော်အဆင်ပြေခဲ့ဆိုတာကျွန်တော်ကြိုက်တဲ့ကားတကားလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်တလက်ပတိနဲ့ပတ်သက်ပြီးတော့ဆိုးဆိုးဝါးကားလို့ကျွန်တော်တို့တတ်မှတ်လို့မရဘူးနောက်ဆုံးကားလည်းဖြစ်တဲ့ပုံမှာ emotion တစ်ခုလည်းရှိနေတယ်တလက်ပတိ fan တယောက်အနေနဲ့ကတော့ဒီကားကကျွန်တော်တို့သွားပြီးရုံမှာသွားကြည့်တယ်ပေါ့နော်ဒီကားနဲ့ပတ်သက်ပြီးတော့ special mention တစ်ခုကပါလဲဆိုလို့ရှိရင်ဒီကားကရုံမတင်နေနဲ့ leak ဖြစ်သွားတာပေါ့နော် leak ဖြစ်တာမှာအပိုင်းလေးတွေ leak ဖြစ်တာမဟုတ်ဘဲနဲ့လုံးချင်တကားလုံး leak ဖြစ်သွားတာပေါ့နော်တကားလုံးလုံးဝ solid အကြည့်ပေါ့နော်လုံးဝ7 kg လောက်ရှိမယ်တဲ့7 kg လောက်ရှိမဲ့ file တစ် file တော့ leak ဖြစ်သွားတာအဲ့လိုမျိုးဆိုတော့အဲ့ဒီ leak ကိုကြည့်ထားတဲ့လူတွေလည်းရုံမှာသွားကြည့်ပါပေါ့နော် new experience တစ်ခုရတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ leak ကကြည့်ပြီးသားပေါ့နော် okay ဒီ leak ကကျွန်တော်ကိုယ်တိုင်လည်းကြည့်ပြီးသားပဲဒါပေမဲ့ရုံမှာထပ်ပြီးသွားကြည့်တဲ့အချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်ဘယ်လိုခံစားရလဲဆိုရင်လုံးဝမကြည့်ရသေးတဲ့ကားတကားကြည့်ရတဲ့ feeling တခုပေါ့နော်တလက်ပတိ fan ဖြစ်နေတာအကြောင်းဆိုတာထက်ကိုဒီကားရဲ့ဒီဘယ်လိုပြောမလဲ virtual ဘိုင်းပေါ့နော်ဒီအမြင်ပိုင်းမှာတော်တော်လေးကိုကြည့်လို့ရုံမှာကြည့်ရတဲ့ experience ကပေါ့နော်ဒီဖုန်းထဲမှာကျွန်တော်တို့ကြည့်တဲ့ဟာနဲ့ဘာနဲ့မှလုံးဝရှင်းလို့မရဘူးပေါ့နော်ဖုန်းထဲမှာကျွန်တော်တို့ကြည့်တာတွေပါတယ်နဲ့လုံးဝသွားရှင်းလို့မရဘူးဖုန်းထဲမှာကြည့်တဲ့အချိန်မှာဒီကားကတချို့နေရာတွေမှာမကောင်းသလိုပါလို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ရုံမှာကြည့်တဲ့အချိန်မှာ experience က new experience တခုရနိုင်မယ်အဲ့တော့ဒီကားထဲမှာ negative လို့ပြောလို့ရတာဘာမှသိပြီးမရှိဘူးဒါပေမဲ့ဒီကားထဲမှာတော့ fighting scenes တွေအများများတယ်သွေးတန်တရေရေပေါ့နော်သွေးတွေစတောက်ကြားတဲ့ scenes တွေလည်းများတဲ့အတွက်ကြောင့်မလို့ဒီကားတော့ A certificate ပဲရထားတယ်အဲ့တော့ခလေးအငယ်တွေပါတွေခေါ်သွားလို့တော့အဆင်ပြေမှာမထင်ဘူးပေါ့နော်ဒါမြန်မာနိုင်ငံမှာတော့ဒီလိုမျိုး rules အရင်တင်းတင်းကြပ်ကြပ်တွေခလေးခေါ်သွားလို့မရဘူးဆိုတော့မရှိတော့ဘူးထင်တာပဲကျွန်တော်တော့အတိအကျမသိဘူးပေါ့နော်အိန္ဒိယမှာတော့လုံးဝခလေးကိုခေါ်သွားခွင့်မပေးထားဘူးပေါ့နော်အဲ့လိုမျိုးဒီ12နှစ်ရောက်လား16နှစ်ရောက်လားမသိဘူးခေါ်သွားလို့မရဘူးပေါ့နော်အဲ့ဒီပြဿနာရှိတယ် okay နောက်တစ်ခုကဒီကားထဲမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲ story ဘိုင်းပေါ့နော် story ဘိုင်းကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီ story ကအစ်စ်လုံးဝမဟုတ်ဘူးဒါဟာဘာဂဝဲကေစရီပေါ့နော်ဘာဂဝဲကေစရီဘာလဲရ okay ဘာလဲရလို့ပြောရင်တော့နည်းနည်းတော့ရည်စင်တယ်ပေါ့နော် okay ဘာလဲရရဲ့ရိုက်ပြီးသားဘာဂဝဲကေစရီရုပ်ရှင်ကိုဒါပြန်ပြီးတော့ရိုက်ထားတာလုံးဝpure solid ကေစရီပဲပေါ့နော်ဘာလဲရဘာဂဝဲကေစရီကိုပြန်ရိုက်ထားတာဒီ story ပဲဒါပေမဲ့ဒီထဲမှာဘာလုပ်ထားလဲဆိုလို့ရှိရင်ဒါတလက်ပတိရဲ့နောက်ဆုံးကားလည်းဖြစ်တယ်ပြီးတော့သူတို့မှန်းထားတာကကြတော့ဒါကိုရုပ်ရှင်ရုံတင်တဲ့အချိန်ကရွေးကောက်ပွဲမတိုင်ခင်ဖြစ်မယ်လို့သူတို့မှန်းထားပုံရတယ်ပေါ့နော်နိုင်ငံရေးတွေကိုလုံးဝ direct attack တွေပေါ့နော် direct attack ဒီကားထဲမှာလုံးဝ DMK ကိုလုံးဝဘယ်လိုပြောမလဲ DMK ကိုလုံးဝနှစ်ချမ်းခွဲပလိုက်တဲ့အနေအထားလောက်ထိကိုဖဲ့ထားတာတွေအများကြီးပါတယ်ပေါ့နော်ပြီးတော့ BJP ကိုလော်ထားတာတွေလည်းတွေ့တယ်ပေါ့နော်အဲ့တော့ဒီကားကနိုင်ငံရေးမတိုင်ခင်ဒီတလက်ပတိရွေးကောက်ပွဲမတိုင်ခင်သာထွက်ခဲ့မယ်ဆိုလို့ရှိရင်တေချာပေါ့ဝေကြီးအခုနိုင်ထားတာတက်ကိုပို့ပြီးတော့သူခုံရည်အတွက်စီးတရည်အတွက်ဒီများများနိုင်တဲ့အနေအထားမှာတော့ရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ personal အမြင်ပေါ့နော်ဒီကားထဲမှာနောက်ထပ်တစ်ခုကကြတော့ဒီကားရဲ့ကျွန်တော်တို့main point ကပါလဲဆိုလို့ရှိရင်ဒါ spoiler မဟုတ်ဘူးပေါ့နော် spoiler မဟုတ်ဘူး main point ကပါလဲဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့နှစ်ချက်ပေါ့နော် main ကလေးတစ်ယောက်ကိုတတိရှိမွေးရမယ်ပေါ့နော်တတိရှိမွေးရမယ်နေရာတကာမှာကြောက်နေဖို့အတွက်
မလုပ်ဘယ်လိုပြောမလဲတချို့တွေတည်ရမလားဟိုကမလုပ်အောင်ဒီကမလုပ်အောင်အဲ့လိုမျိုးပုံစံမျိုးမလုပ်အောင်ဆိုတာတခုကိုသူထောက်ပြထားတာရှိတယ်ပြီးွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီလူမျိုးတွေဘာသာတွေဇနိန်ဇမြင့်တွေဒါမျိုးအားတွေကိုခွဲခြားဆက်ဆံတဲ့ဟာကိုဒီဘယ်လိုပြောမလဲတပုံပေါ့နော်တပုံလို့ပဲတောင်းမှာပေါ့ terrorist ပေါ့နော်တပုံတွေကဒီဘယ်လိုမျိုးအတုံးချပြီးတော့ဒီနိုင်ငံအတွင်းမှာမတည်မငြိမ်လုပ်လဲဆိုတဲ့ဟာကိုသူကဒီရုပ်ရှင်ထဲမှာပြထားတယ်ပေါ့နော်ပြထားတယ်ဆိုတာဒါအိန္ဒိယမှာဒီနေရာမှာဒီရုပ်ရှင်ထဲမှာဆိုလို့ရှိရင်တချို့ reference တွေကအိန္ဒိယဒီသမနာလူထဲမှာတကယ်ဖြစ်ခဲ့တဲ့ reference တွေလည်းအများကြီးပါတယ်ပေါ့နော်အဲဒီထဲမှာဒီpolitics နဲ့ဆိုင်တဲ့ဟာတွေ DMK အုပ်ချုပ်တဲ့အချိန်မှာတော့ဖြစ်ခဲ့တဲ့အချက်လက်တွေအများကြီးကိုလည်းသူက direct attack အနေနဲ့ထပ်ထည့်ပြီးတော့အဓိကထဲမှာပြထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီကားနဲ့ပတ်သက်ပြီးတော့ကကျွန်တော်အနေနဲ့က rating ပေးမယ်ဆိုလို့ရှိရင်8/10လောက်ကျွန်တော်ပေးခြင်းတယ်ပေါ့နော်8/10လောက်ပေးခြင်းတယ် telepathy fan တယောက်ဖြစ်တာအပြင်ကိုမှဒီကားထဲမှာသူတို့ပြောထားတဲ့ဒီ message တွေလည်းကျွန်တော်အနေနဲ့သဘောကျရလေးရှိတယ်ပြီးသွားလို့ရှိရင်ဒီကားထဲမှာသူတို့အနေနဲ့ casting ရွေးတာပဲဖြစ်ဖြစ် music ဘိုင်းပဲဖြစ်ဖြစ်ဒီ camera movement ပဲဖြစ်ဖြစ် action ဘိုင်းတွေပဲဖြစ်ဖြစ်တော်တော်မှကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတယ်ဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်ဒီ leak ဖြစ်တဲ့ video တော့ကျွန်တော်ကြည့်ပြီးသွားပြီကြည့်ပြီးသွားတော့မှဒီယုံအောင်ကျွန်တော်သွားကြည့်တဲ့အချိန်မှာ news experience တခုကိုကျွန်တော်ရတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့ဒီကရိုက်တာကသူတို့ယုံမှာပြဖို့ရိုက်တာလေဟုတ်တယ်မလားအဲ့တော့ဒီ leak ဖြစ်သွားတာကြောင့်ကျွန်တော်တို့ဖုန်းထဲမှာပဲကြည့်ရတော့နည်းနည်းဒီတချို့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒီကားကိုသိပြီးတော့တကယ်လို့ဒီဟာယုံမတင်ခင်ကျွန်တော် review လုပ်မယ်ဆိုလို့ရှိရင် 5/5 လောက်ပဲကျွန်တော်ပေးမှသိကြပါဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်သိမကြိုက်တဲ့အနေထားပေါ့နော်ဒီကကြည့်ပြီးတဲ့ချိန်မှာဟာ telepathy ရုပ်ရှင်ကတော့သွားပြီလို့ကျွန်တော်တွေးလိုက်တယ်ပေါ့နော်ဒီနေ့ကတော့မဖြစ်မနေကျွန်တော်သွားကြည့်မယ်ဆိုပြီးသွားကြည့်ပြီးတဲ့အချိန်မှာokay ကျွန်တော်ရဲ့အမြင်နည်းနည်းလေးပြောင်းသွားတယ်ပေါ့နော်ရုပ်ရှင်ကယုံမှာကြည့်ရတာတော်တော်လေး experience တစ်ခုကောင်းတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါကtelepathy fan ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေရုပ်ရှင်ကားကောင်းတစ်ခုပေါ့နော် entertainment တစ်ခုအနေနဲ့ကြည့်နေတယ်ဆိုလို့ရှိရင်ဒီကားကိုယုံမှာမဖြစ်မနေသွားကြည့်ဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးခြင်းတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကားက telepathy fan တွေတော့လုံးဝ special ကားတကားပေါ့နော်အဲ့တော့ဒီကားထဲမှာကျွန်တော်အနေနဲ့ disappointment တစ်ခုကပါလဲဆိုလို့ရှိရင်အိန္ဒိယမှာဒီနောက်ဆုံးမှာသူတို့ပြသွားတဲ့ clip တစ်ခုရှိတယ်ပေါ့နော် telepathy ရဲ့ဒီနောက်ဆုံးရုပ်ရှင်ကို tribute လုပ်တဲ့အနေနဲ့သူတို့သူ့ရဲ့အစင်အဆက်ရိုက်ခဲ့တဲ့ကားတွေတွေကနေပြီးတော့တကယ် favorite scenes လေးတွေကိုသူတို့ cut out လုပ်ပြီးတော့ဒီဟာ video လေးတစ်ခု play လုပ်တယ်ပေါ့နော်အဲ့ဒါမြန်မာနိုင်ငံမှာမပြပါဘူးအဲ့တခုကတော့ကျွန်တော်တို့ကတကယ်မှတကယ် disappointment ဖြစ်တဲ့ဟာလေးပေါ့နော်ကျွန်တော်အဲ့ကားရုပ်ရှင်ပြီးတဲ့အချိန်မှာကျွန်တော်ထိုင်ကြည့်နေသေးတယ်လာမလားဆိုပြီးနောက်ဆုံးထိအဲ့ကမလာအောင်ပေါ့နော်အဲ့ဒါလေးတခုကတော့လုံးဝ disappointment ဖြစ်တယ်အဲ့တော့ဒီကောက်မိတ်ဆွေတို့အနေနဲ့ရုံမှာသွားကြည့်ဖို့ကျွန်တော်အနေနဲ့ကျွန်တော်အကြံပေးခြင်းတယ်ကျွန်တော်ရဲ့ rating ကလည်း8. yes 8/10လောက်ကျွန်တော်ပေးခြင်းတယ်ပေါ့နော်8/10လောက်ကျွန်တော်ပေးခြင်းတယ်okay ဒါကတော့ telepathy ရဲ့နောက်ဆုံးကနောက်ပိုင်းကျွန်တော်တို့ telepathy နဲ့ပတ်သက်ပြီးပြောရင် politics နဲ့ဆိုင်တာပဲပြောရနိုင်မယ်ရုပ်ရှင်နဲ့ဆိုင်တာကျွန်တော်တို့ပြောရဖို့မရှိတော့ဘူးပေါ့နော်အဲ့တော့ okay ဒါကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေtelepathy ရဲ့နောက်ဆုံးကကိုကျွန်တော်တို့ရုံမှာသွားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် okay နောက်တဲ့ဗီဒီယိုတစ်ခုနဲ့တူပြန်တွေ့ပါမယ် see you bye